ငယ်စဉ်ကလျင်ပညာသင်မတင်နှောင်တရမောင်သက်ကိုမိဘတွေကကြောင်းထားပေးပေမဲ့ ကျောင်းမတက်ချင်ဘူးကွာအိမ်သားတွေလည်းတပုံးမှမလုပ်ခဲ့ဘူးကျောင်းတက်ရင်ဆရာမစူနေအောင်မယ်ပြုံးချိုရ ဒါဆိုဘာလုပ်ပြမလဲ ထုံးစံတိုင်းကျောင်းပြေးပြီးရုပ်ရှင်သွားကြည့်ကြတာပေါ့ကွာ ဟဲ့မောင်တက်နဲ့ပြုံးချူနင်တို့ကြောင်းမတက်ပဲဘယ်သွားကြမလို့လဲ ရုပ်ရှင်ရုံတွေဟာဟဲ့ နင်တို့ကလေမိဘကပညာသင်ပေးနေတဲ့ဟာကိုကြောင်းမဲပြေးနေ ပြီးတော့ဘာဖြစ်လဲဟာစိမ့်တွေရ ဘာဖြစ်ရမှာလဲခုလိုငယ်စဉ်တုန်းမှာပညာကိုကောင်းကောင်းမသင်ခဲ့ရင်တနေ့နင်တို့ဒုက္ခရောက်မယ်သိလား နားထားစမ်းပါဟာပညာမတက်တော့ဘာဖြစ်လဲနော်ပြုံးချိုဟာ ဟုတ်ပါ အေးနင်တို့ကြောင်းပြေးလို့ရင်စာမလိုက်နိုင်မယ်စောင်းဝဲကြလိမ့်မယ်ပညာမတက်စာမတက်ရင်ဒုက္ခရောက်လိမ့်မယ်သိရလား အေးပါနင်တို့ပဲတက်အောင်တင်ကြပါစိမ့်တွေငါတို့ကတော့အေးဆေးပဲ ဒီလိုနဲ့မောင်သက်နဲ့ပြုံးချိုတို့ဟာပညာကိုသင်ခြင်းစိတ်မရှိပဲပေတီနေလေတော့စာမေးပွဲတဖုံဖုံကြရက ဒီနှစ်လဲတောင်းမြန်ပြီ နောက်ဆုံးတော့ကျောင်းကထွက်လိုက်ကြရတော့တယ်ငယ်စဉ်ခါမှာကျောင်းပညာမသင်ခြင်းတဲ့အပြင်ပြင်ပစက်မှုလက်မှုအတတ်ပညာတွေလည်းသင်ယူလေ့လာခြင်းစိတ်မရှိပဲမိဘရဲ့ပတ်စံကိုသုံးဖြုံပြီးတေးပေလေလွင့်နေခဲ့ကြတယ်သူတို့အတော်အရွယ်ရောက်လာချိန်မှာပဲသူတို့ရဲ့မိဘတွေကွယ်လွန်သွားခဲ့ကြတယ်မိကိုအားရစရာမိဘတွေလည်းမရှိအတတ်ပညာကောင်းကောင်းလည်းမတတ်တဲ့မောင်သက်နဲ့ပြုံးချိုတို့ဟာဘဝရည်တည်ရေးအတွက်အခက်ကြုံလာကြတော့တယ် ခတ်ပြီးပြုံးချိုမိဘတွေထားခဲ့တဲ့အိမ်လေးလဲငါရောင်းစားလိုက်လို့ကုန်ပြီ အေးကွာငါလည်းမင်းလိုပါပဲရောင်းဝယ်စားတော့ရအောင်ရင်းနှီးစရာပတ်စံလဲတပြားမှမရှိဘူးဘာမှလည်းမလုပ်တတ်ဘူး ငါကတော့စိုက်ကားပဲနင်းတော့မယ်ကွာ ငါမှတော့ခိုက်ကားအတွက်သဘောတင်းစရာပတ်စံတော့မရှိဘူးကွဈေးထဲမှာအထမ်းသမားပဲလုပ်တော့မယ်ကွာ ဒီလိုနဲ့မောင်သက်ဟာနေပူမရှောင်မိုးရမရှောင်စိုက်ကားကိုပင်မကြည့်စွာနင်းပြီးစားဝိနေရေးအတွက်ရုန်းကန်ရတယ်လို့ပြုံးချူဟာလည်းကုံတွေကိုပင်မကြည့်စွာထမ်းကဝမ်းရည်ကိစ္စဖြည့်ရှင်းနေခဲ့ရတယ်စိုက်ကားအလားအားထားကတဲ့ကျောင်းကိုပို့ပေးပါ အားပါတယ်အဲစိမ့်ွယ် ဟဲမောင်သက်နေစိုက်ကားနင်းနေရတယ် ဟုတ်တယ်စိမ့်ွယ်ငယ်ငယ်တုန်းကနင်တို့လိုပညာကိုမရှာခဲ့မသင်ခဲ့လို့ဘာမှမလုပ်တတ်မကင်တတ်တာနဲ့ကာယအားပဲကိုးပြီးစိုက်ကားနင်းနေရတယ်ဟာနင်တို့တငယ်ချင်းတွေကတော့ငယ်စဉ်အခါမှာပညာရှာခဲ့ကြလို့ခုတော့ကျောင်းဆရာမကြီးတွေဆရာဝန်တွေအင်ဂျင်နီယာတွေဖြစ်ကုန်ကြတာပေါ့ဒီတော့နင်တို့ကဘဝကိုတက်တောင့်တက်တာဖြတ်တန်းရတာပေါ့ငါနဲ့ပြုံးချိုတို့ကတော့ဘဝကိုပင်ပင်ပန်းပန်းရုန်းကန်ဖြတ်တန်းနေရပြီစိမ့်တွေငါတို့ငယ်ငယ်တုန်းကပညာမရှာခဲ့မိတာကိုနောင်နှကောင်းကောင်းကြီးရနေပါပြီဟာနောင်နှအကြီးကြီးရနေကြပါပြီ